နှစ်အရွယ်မိန်းကလေးတစ်ယောက်အကြောင်းကိုအလျင်စလိုတွားနေပေမဲ့ရုတ်တရက်ခြေလမ်းတွေရက်သွားခဲ့တယ်။သူမဟာလှည့်ကြည့်လိုက်ပြီးရှေ့မောက်ကအမျိုးသားဟာရှေ့ဘဝကသူ့ခင်ပွန်းဖြစ်မှန်းမှတ်မိသွားတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကမိန်းကလေးကိုလုံးဝမမှတ်မိပဲအလျင်စလိုထွက်သွားခဲ့တယ်။ဒါနဲ့ကြောင်းပြီးရဲ့အခါမိန်းကလေးဟာအဲ့ဒီအမျိုးသားရဲ့အိမ်ကိုတန်းသွားလိုက်တယ်။အမျိုးသားမတုတ်ပြန်နိုင်ခင်မှာမိန်းကလေးဟာအိမ်ထဲကိုချက်ချင်းဝင်သွားတယ်။ပြီးတော့သူမရဲ့နာမည်ကလူစီဖြစ်ပြီးသူဟာရှေ့ဘဝကသူ့ရဲ့ဇနီးဖြစ်တယ်လို့ပြောလိုက်တယ်။ဂျက်ခါရေမောလိုက်မိပေမဲ့လူစီကတော့တယောက်တည်းအပေါ်ထက်ကိုတက်သွားခဲ့တယ်။သူမသမီးဖြစ်သူလီဆာရှေ့မှာပေါ်လာတဲ့အခါလီဆာရဲ့ပထမဆုံးတုံ့ပြန်မှုကအံ့အားသင့်မှုနဲ့တတိထားမှုပါ။လီဆာရဲ့မျက်နှာမူရာကိုမြင်တော့လူစီဟာစိတ်လှုပ်ရှားသွားတယ်။ဒါကလီဆာကိုပိုပြီးရှုပ်ထွေးသွားစေတယ်။လူစီအောက်ထက်ကိုပြန်ဆင်းလာတဲ့အခါလီဆာဟာနောက်ဆုံးမှာဖေဖေကိုဒီမိန်းကလေးကဘာလို့ခွင့်မပြုပဲသူတို့အိမ်ထဲဝင်လာတာလဲလို့မေးရတော့တယ်။အဲ့ဒီအချိန်မှာလူစီဟာသူ့ရဲ့ရုပ်ပုံလွှာကိုရှာတွေ့လိုက်တယ်။ပိုကောင်းတဲ့တပ်ပုံတွေအများကြီးရှိပါလျက်ဘာလို့ဒီပုံကိုရုပ်ပုံလွှာဖြစ်ရွေးထားရလဲလို့သူမမကြေမနက်ဖြစ်သွားတယ်။ဒီအသေးစိတ်ကိုဂယုဆိုင်မှုကဂျက်ရဲ့နှလုံးသားကိုခုန်စေခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ဒါဟာသူ့ဆုံးပါသွားတဲ့ဇနီးနဲ့တကယ်ကိုဆင်နေလို့ပါ။လူစီဟာရုပ်ပုံလွှာကိုရှုပ်ထွေးတဲ့မျက်နှာမူရာနဲ့ကြည့်ပြီးသူ့ရဲ့နောက်ခံအကြောင်းကိုစတင်ရှင်းပြလိုက်တယ်။ဒီနေ့မှာသူမဟာရုတ်တရက်ရှေ့ဘဝမှန်ဉဏ်တွေပြန်ရလာပြီးသူမဟာလူစီဖြစ်မှန်းသိလိုက်ရတယ်လို့ဆိုတယ်။ဒါကိုကြားတော့လီဆာကဖေဖေကိုဒီမိန်းကလေးရဲ့မိဘတွေကိုဖုံးဆက်ဖို့အကြံပေးလိုက်တယ်။ဒီမိန်းကလေးမှာစိတ်ရောဂါရှိနေတယ်လို့သူမရှင်းရှင်းလင်းလင်းယုံကြည်နေပေမဲ့ဂျက်ရဲ့နှလုံးသားကတော့ပြင်းထန်စွာတုန်ခါလာခဲ့တယ်။မိန်းကလေးရဲ့စကားလုံးတွေအမူအရာတွေအပြုအမူပုံစံတွေမိသားစုအသေးစိတ်တွေအကြောင်းသူမသိတဲ့အတိုင်းအတာတွေဟာလွန်ခဲ့တဲ့10နှစ်ကလူစီကိုသူ့ကိုတတိယစေခဲ့တယ်။ဒါပေမဲ့လူစီကစားပွဲပေါ်ကနေလေစာတိတ်တာကိုတတိထားမိတဲ့အခါသူမရဲ့မျက်နှာမူအရာကရုတ်တရက်လေးနဲ့သွားပြီးသူမတေဆုံးပြီးနောက်ဖေဖေနဲ့သမီးရဲ့စားတောက်မှုအကြောင်းမေးခွန်းထုတ်လိုက်တယ်။စကားပြောရင်းသူဟာလူစီရဲ့အချစ်ဆုံးမိဖို့ချောင်းသုံးပစ္စည်းတွေကိုကောက်ကင်လိုက်တယ်။ဒီအသေးစိတ်ကဂျက်နဲ့လီဆာနှစ်ယောက်လုံးကိုထိတ်လန့်သွားစေခဲ့တယ်။ရုတ်တရက်အပြင်ဘက်ကရေဒီယိုတန်စတင်ထွက်လာတယ်။လူစီဟာမိုးချုပ်လိုနီးပြီဆိုတာသိလိုက်ပြီးကြောပိုးအိတ်ကိုအလင်းစလိုကိုင်ကအိမ်ပြန်ဖို့ထွက်သွားတယ်။မထွက်ခင်သူမဟာဂျက်ကိုပြန်ကြည့်မိသွားပြီးလွန်ခဲ့တဲ့10နှစ်အတွင်းသူအရန်အိုမင်းသွားတယ်ဆိုတဲ့အတိတ်ပဲကိုပေးလိုက်တယ်။နောက်တစ်ခဏမှာတကားဟာညင်သာစွာပိတ်သွားပြီးအခန်းထဲမှာခြောက်ခြားဖွယ်တိတ်ဆိတ်မှုတွေပြည့်နှက်သွားတယ်။ဖေဖေနဲ့သမီးဟာအချိန်တော်ကြာတိတ်ဆိတ်စွာရက်နေခဲ့ကြတယ်။ဂျက်ရဲ့စိတ်ထဲမှာမိန်းကလေးရဲ့အမူအရာနဲ့လေတံတွေပဲ့တင်ထက်နေစေပါ။အဲ့ဒီရင်းနှီးနေတဲ့အသေးစိတ်အချက်တွေကသူ့ကြောတို့ကိုတုန်ခါစေခဲ့တယ်။လီဆာကဖေဖေကိုအေးဆက်ဆက်နဲ့သူ့စိမ့်တွေကိုအိမ်ထဲမခေါ်သင့်ဘူးလို့တတိပေးလိုက်တယ်။ဒီစကားပြောပြီးတာနဲ့သူမဟာလှည့်ထွက်ပြီးအပေါ်ထက်ကိုတက်သွားခဲ့တယ်။ဂျက်ကိုအိတ်ခန်းထဲမှာတယောက်တည်းကြံရစ်စေခဲ့တယ်။သူဟာလက်ကိုမြောက်ပြီးကိုမျက်နှာကိုထိကြည့်လိုက်တယ်။အဲ့ဒီမျက်နှာမှာကိုတယော်မှုနဲ့အထီးကျန်မှုတွေပြည့်နှက်နေတယ်။တိုးတောင်းတဲ့10နှစ်တာကသူ့ကိုဒီလောက်အိုမင်းသွားစေတာလား။နောက်တစ်နေ့မွန်လွယ်ပိုင်းကြောင်းပြီးရဲ့အခါလူစီဟာသူ့ရဲ့ရခင်အိမ်ကိုနောက်တစ်ခါပြန်လာခဲ့ပေမဲ့အိမ်ဟာလူမရှိပဲလွတ်နေခဲ့တယ်။သူမဟာတကားဝမှာဒူးထောက်ပြီးပန်းအိုးအောက်မှာလက်သွင်းပြီးအရန်တော့ကိုကျွမ်းကျင်စွာထုတ်ယူလိုက်တယ်။ဒီလေးထတွေဟာသူမရဲ့မှတ်ဉဏ်တွေကဘယ်တော့မှမေ့မိန်သွားပုံမရဘူး။တကားကိုဖွင့်ပြီးသူမဝတ်ထားတဲ့ပိုက်ဆံတွေကိုထုတ်ယူလိုက်တယ်။ပြီးတော့အခန်းအဆွဲကတပ်ပုံအေဗန်ကိုဆွဲထုတ်ပြီးလှန်ကြည့်လိုက်တယ်။အေဗန်ထဲကတပ်ပုံတွေဟာတစ်ချိန်ကပျော်ရွှင်ခဲ့တဲ့3ယောက်သားမိသားစုကိုမှတ်တမ်းတင်ထားတယ်။ဒါပေမဲ့နောက်ဆုံးစာမျက်နှာကိုလှန်လိုက်တဲ့အခါသူမရဲ့လက်ဟာရပ်တန့်သွားတယ်။အေဗန်ရဲ့လွတ်နေတဲ့စာမျက်နှာကအေးဆက်ဆက်နဲ့သူမရှိမှရောက်ရှိလာတယ်။သူမထွက်ခွာသွားပြီးကလေးကတပ်ပုံအစ်စ်ဘယ်တပုံမှမထည့်ခဲ့ဘူး။တစ်ချိန်ကရေမောတန်တွေနဲ့ပြည်နေခဲ့တဲ့ဒီအိမ်ဟာသူမတေဆုံးသွားတဲ့အချိန်မှာပဲရပ်တန့်သွားတယ်လို့ပါပဲ။ဒါနဲ့လူစီဟာသူတို့အတွက်တစ်ခုခုလုပ်ပေးရမယ်လို့ဆုံးဖြတ်လိုက်တယ်။ဒီနေ့တာအလုပ်ပြီးတဲ့အခါဂျက်ခါမသိတဲ့နံပါတ်တစ်ခုကနေဖုန်းခေါ်ဆိုမှုကိုလက်ခံလိုက်ရတယ်။ဖုန်းခေါ်သူကရင်းနှီးတဲ့လေတံနဲ့ပြောဆိုပြီးသူ့ဇနီးလို့ဆိုကသူတို့ပုံမှန်တွေ့ဆုံတဲ့နေရာမှာလာတွေ့ဖို့ပြောလိုက်တယ်။ဖုန်းခေါ်ဆိုမှုပြီးဆုံးသွားတဲ့အချိန်မှာသူဟာနေရာမှာရပ်တန့်နေခဲ့ပြီးစိတ်ရှုပ်ထွေးမှုတွေပြည့်နှက်နေတယ်။ဂျက်ခါအိမ်ပြန်တဲ့ဘတ်စကားပေါ်မှာထိုင်ရင်းလွန်ခဲ့တဲ့2နှစ်ကအတိတ်ကိုပြန်တွေးမိသွားတယ်။အဲ့ဒီတုန်းကလူစီဟာအလုပ်တာမှမဟုတ်အသေးစားကိစ္စတွေကြောင့်သူတို့ချင်းတွေ့တာကိုအမြဲနောက်ကျလိမ့်ရှိတယ်။အတွေးတွေနဲ့နှမုန်းနေတုံးဘတ်စကားဟာရင်းနှီးရဲ့လမ်းထောင်ကိုဖျက်သွားတယ်။ပြတင်းပေါက်ပြင်ဘက်ကမြင်ကွင်းကသူ့ကိုထိတ်လန့်သွားစေတယ်။မိန်းကလေးဟာနေရာဟောင်းမှာသူ့ကိုစောင့်နေပြီးသူ့ဇနီးရဲ့အမူအရာတွေလှုပ်ရှားမှုတွေအတိုင်းလုပ်နေတယ်။ဘတ်စကားပေါ်ကဆင်းပြီးနောက်လူစီကသူ့ကိုကုန်တိုက်စီခေါ်သွားပြီးသူ့ရဲ့စုဆောင်းထားတဲ့ပိုက်ဆံတွေနဲ့မိုဘိုင်းဖုန်းတစ်လုံးဝယ်ပေးလိုက်တယ်။သူမဟာအကောင့်တစ်ခုလင်းမြန်စွာဖွင့်ပြီးဖုန်းထဲမှာဂျက်ကိုသူငယ်ချင်းအဖြစ်ထည့်လိုက်တယ်။မိုးကောင်းကင်မောင်လာတာနဲ့အမျှလူစီဟာအလင်းစလိုနှုတ်ဆက်ပြီးအိမ်ပြန်ရောက်ရင်သူ့ကိုနောက်တစ်ခါဆက်သွယ်မယ်လို့ပြောလိုက်တယ်။ဂျက်ခါနေရာမှာရပ်တန့်နေပြီးသူမရဲ့တင်းငယ်တဲ့ပုံတန်တန်လေးဟာလမ်းထောင်မှာပျောက်ကွယ်သွားတာကိုကြည့်နေရင်နှလုံးသားထဲမှာကြောက်တုံးလေးတစ်လုံးကျသွားတယ်လို့ခံစားလိုက်ရတယ်။နောက်တစ်နေ့မနက်မှာသူ့ဖုန်းဟာအတိပေးချက်တန်တွေနဲ့ဆက်တိုက်တုန်ခါနေတယ်။ဒါတွေဟာလူစီစီကလာတဲ့ message တွေပါ။အဲ့ဒီနေ့မှာလီဆာဟာသူ့ချစ်ဆုံးသူငယ်ချင်းကိုအတိုင်းအတာတစ်ခုအထိဖွင့်ဟပြောပြလိုက်တယ်။သူ့သူငယ်ချင်းကမူလာတန်းကျောင်းသူတစ်ယောက်ဒီလိုလုပ်တာဟာမိဘတွေရဲ့ညွှန်ကြားမှုခံရတာဖြစ်ရမယ်လို့ယုံကြည်တယ်။အဲ့ဒီအချိန်မှာလူစီရောက်လာတယ်။သူမဟာရင့်ကျက်တဲ့လူကြီးတစ်ယောက်လိုကော်ဖီနဲ့တစ်ခွက်ကိုမှာယူလိုက်တယ်။ပြီးတော့လီဆာရဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးသူ့ဘဝအကြောင်းမေးမြန်းလိုက်တယ်။လီဆာဟာလက်ရှိအလုပ်ကိုင်မရှိဘူးဆိုတာသိလိုက်ရတဲ့အခါသူ့ယောက်ျားလေးအကြောင်းမေးလိုက်တယ်။လီဆာကဒီကိုရေးကိုရာကိစ္စဟာလူစီနဲ့မဆိုင်ဘူးလို့ပြောတဲ့အခါလူစီဟာငယ်ငယ်တုန်းကတက်ကြွစွာချစ်သူရှာခဲ့တဲ့ကိုတွေ့ကြုံတွေကိုဂုဏ်ယူစွာမျှဝေလိုက်တယ်။ဒါပေမဲ့လူစီရဲ့စိုးရိမ်ပူပန်မှုဟာမရည်ရွယ်ပဲလီဆာရဲ့အာယုံခံရဆုံးနာကျင်မှုကိုထိမိသွားစေခဲ့တယ်။လူစီကခင်ဗျားကျမ်းမာစွာအသက်ရှင်နေတာကိုတွေ့ရတာအယံကောင်းပါတယ်လို့ညင်သာစွာပြောလိုက်တယ်။သူမရဲ့မျက်လုံးတွေဟာမိခင်တယောက်ရဲ့နူးညံ့သောမေတ္တာတွေနဲ့တောက်ပန်နေတယ်။ဒါပေမဲ့ဒီစကားဟာလီဆာရဲ့ဒေါသကိုလုံးဝလောင်ကျွမ်းစေခဲ့တယ်။သူမဟာလူစီကိုတုံတုံရင်ရင်အတန်နဲ့နောက်တစ်ခါမပေါ်ဖို့ပြောလိုက်တယ်။မွန်းလွဲပိုင်းမှာလူစီဟာဂျက်ကိုတိတ်တဆိတ်ကြည့်နေပြီးသူမရဲ့မျက်လုံးတွေထဲမှာတနာချင်းနဲ့နှလုံးသားနာကျင်မှုတွေပြည့်နှက်နေတယ်။သူမထွက်သွားပြီးနောက်လွန်ခဲ့တဲ့10နှစ်အတွင်းဂျက်ဟာနေ့တိုင်းတေကောင်လို့အသက်ရှင်နေခဲ့ရလားလို့လူစီကမေးလိုက်တယ်။ဂျက်ကအပြေမပြန်ပဲခေါင်းငုံကတိတ်ဆိတ်နေခဲ့တယ်